ဟာလေလုယာတက်ရှင်တဲ့ဖျားယေရှုတင်ပါတယ်ဒီကနေ့လောကမှာလောကအရာနဲ့ဘာသာရေးလိုင်းကိုကျွန်တော်တို့နှိုင်းဆိုင်လာမယ်ဆိုရင်ပရိသတ်တွေကဘဒုဖက်မှာများတယ်ဆိုလောကအရာကိုလိုက်စားတဲ့ဖက်မှာပရိသတ်တွေကများတာကြပါတယ်ဒီနေ့ကျွန်တော်လည်းပဲကိုယ့်ရဲ့တပ်ပုံလေးနဲ့ပဲအခုချိန်ထိတော့လောကတစ်ချက်လေးတွေနဲ့အချစ်တစ်ချက်လေးတွေနဲ့တွဲပြီးခါမှာကျွန်တော် line TikTok မှာလည်းတင်လာကြတယ်အခုတော့ကျွန်တော်နှုတ်ကပတ်တော်ပိုင်းနဲ့ပဲကျွန်တော်ပြန်လာတော့မယ်လို့အရင်ကျွန်တော်ကိုအရင်ကထက်ပို့ပြီးခါမှာချစ်ပေးကြပါအတဲလေးတွေပေးပေးကြပါကွန်မန့်လေးတွေရေးပေးကြပါလို့ကျွန်တော်မြတ်တရားခံချင်တယ်ဒီနေ့လူတိုင်းမှာခံစားချက်ဆိုတာရှိခဲ့ပါတယ်ကိုယ်မှာခံစားချက်တစ်ခုရှိလာပြီဆိုလို့ရှိရင်နည်းလောကရာဖက်မှာပဲကျွန်တော်တို့ကစိတ်ကိုဘယ်လိုပြန်လှည့်ချင်ကြတယ်ဒီနေ့ကျွန်တော်အားပေးချင်တယ်ဘယ်တော့ပဲကိုယ်မှာစိတ်ညစ်စရာရှိဘယ်တော့ပဲအားငယ်စရာရှိဘယ်တော့ပဲနာကျင်စရာရှိဘယ်တော့ပဲညစ်ညစ်ကြမယ့်အရာတွေရှိဒီနေ့ကျွန်တော်အားပေးချင်တယ်ဆုတောင်းပါဆက်ကပ်ပါဖျားဖက်ပြန်လှည့်ပါဒါမှတတိနေနေကြပါဒီနေ့ကျွန်တော်နှုတ်ကပတ်တော်အနေငယ်လေးကျွန်တော်ခွန်အားပေးချင်တယ်22ခုမြောက်သောဆာလာ22ခုမြောက်သောဆာလာအခန်းကြီး22ခုမြောက်သောဆာလာအခန်းကြီး22အငယ်23မှာကျွန်တော်တို့ကြည့်ရအောင်ထာဝရဘုရားကိုကြောက်ရွံ့သောအချင်းတို့ချီးမွမ်းခြင်းကိုပြုကြလော့ထာဝရဘုရားကိုကြောက်ရွံ့သောအချင်းတို့ချီးမွမ်းခြင်းကိုပြုကြလော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေတက်တာပါယုံကြည်သူတို့တော့ပြကြတယ်ကျွန်တော်တို့နေ့စဉ်တိုင်းမှာချီးမွမ်းခြင်းအတက်တာနဲ့ကျွန်တော်တို့နေကြတယ်ချီးမွမ်းခြင်းရဲ့အတက်တာမှာနေဖို့မပြောနဲ့ဒူများအတင်းကိုပဲကျွန်တော်တို့တုတ်ဖို့ပဲကျွန်တော်တို့ယုံကြည်သူရဲ့အတက်တာမှာရှိတယ်ဖျားတခင်လူချင်းတဲ့ထာဝရဘုရားကိုကြောက်ရွံ့သောအချင်းတို့ချီးမွမ်းခြင်းကိုပြုကြလော့ထာဝရဘုရားကိုကျွန်တော်တို့ယုံကြည်သူရဲ့အတက်တာမှာကရှိဖို့ကျွန်တော်တို့ယုံကြည်သူနှုံးသားမှာရှိမဲ့အရာကထာဝရဘုရားကိုနေ့စဉ်တည်းမှာကြောက်ရွံ့တဲ့ယုံကြည်သူတစ်ယောက်ဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ထာဝရဘုရားကိုနေ့စဉ်တိုင်းမှာကျွန်တော်တို့ချီးမွမ်းကြတာဘယ်ဖြစ်ထာဝရဘုရားကိုလည်းဘုရားကိုအမြဲတမ်းချီးမွမ်းဖို့မပြောနဲ့ဘုရားအကြောင်းတောင်းရလဲအောက်ပြန်ရောက်လို့ရှိရင်ဒုမြအတန်တုံးမယ်ဒုမြအကြောင်းပြောမယ်ဒါပဲကျွန်တော်တို့ယုံကြည်သူရဲ့တက်တာမှာရှိခဲ့တာပါဒီကျွန်တော်အားပေးခြင်းတယ်ယုံကြည်သူတွေကိုလည်းကျွန်တော်အားပေးခြင်းတဲ့နဲ့ကျွန်တော်ရဲ့ဖခင်ရဲ့အစီခံခြင်းဟာပေးဆက်ခြင်းနဲ့တော်လာဖို့တာဖို့ရည်ကြီးတယ်ဒီနေ့တချို့ကျမ်းစာကြောင်းတက်တဲ့တူတွေကျွန်တော်ပြောပြမယ်တမျိုးတော့ကျွန်တော်ကိုမထင်ပါနဲ့ဒီဆော့စရာရှိရင်ဒီဆော့ပါလိုက်နာစရာရှိရင်လိုက်နာပါဖယ်စရာရှိရင်ဖယ်ပါနားလည်းပေးတဲ့နေရာရှိရင်နားလည်းပေးကြပါလို့မြတ်တရားခံတယ်ဒီနေ့တချို့ကျမ်းစာကြောင်းတက်တဲ့လူတွေကလည်းပဲဒီပညာအရာနဲ့ပညာရေးအရာနဲ့ကျမ်းစာကြောင်းတက်တဲ့သူတွေရှိတယ်မျိုးစစ်ပွဲဆိုင်ရာအဖြစ်နဲ့ကျမ်းစာကြောင်းတက်တဲ့သူတွေရှိတယ်ဒီနေ့ယောက်ျားလေးရဲ့အချစ်လိုချင်လို့ပြန်အကြက်ခံချင်လို့အချစ်ကျမ်းစာကြောင်းတက်တဲ့မိန်းကလေးတွေရှိတယ်ယောက်ျားလေးတွေလည်းအတူတူပဲမိန်းကလေးရဲ့အချစ်ကိုလိုချင်လို့ကျမ်းစာကြောင်းတက်တဲ့သူတွေရှိတယ်ဒီနေ့အဲ့ဒီထဲမှာတင်းနဲ့ကျွန်တော်နဲ့မပါဖို့အရေးကြီးတယ်ကျမ်းစာကြောင်းတက်လို့ရှိရင်လည်းပဲဒီနေ့ကျွန်တော်ပြောချင်တယ်ကိုတက်နေတဲ့ကျမ်းစာကြောင်းဟာဖျားရဲ့အမှုတော်မြတ်ထဲမှာအတုံးတော်ပြန်ခံနိုင်တော်သူဖြစ်ဖို့အတွက်ရှက်ကချက်နဲ့ကျမ်းစာကြောင်းတက်တာအကောင်းဆုံးပဲလို့ကျွန်တော်အားပေးချင်တယ်ဒီနေ့တဲကိုကျမ်းစာကြောင်းထောက်ပံ့နေတဲ့ရဲ့မိဘတွေရဲ့ပတ်စံအလကားမဖြစ်အောင်အတုံးပြုတတ်ပါအတုံးချတတ်ပါမိဘရဲ့စေနာမြတ်တာကိုနားလည်ပေးပါမိဘရဲ့ချစ်ချက်မြတ်တာကိုမစော်ကားပါနဲ့အယောင်တွေမစွမ်းပါစေနဲ့အမြဲတမ်းမိဘတွေရဲ့စေနာမြတ်တာတွေကိုတကယ်နားလည်ပေးကြပါအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးကြပါဒီနေ့တဲ့နဲ့ကျွန်တော်နဲ့တင်ကျမ်းစာကြောင်းတက်တယ်ကောင်းတယ်ဒါပြီးမြဲတို့များကိုအထက်မတီးနဲ့ဒီနေ့ပစ္စည်းဥစ္စာမကြည့်နဲ့ဒီနေ့နေ့စဉ်တိုင်းမှာ
ခမရဲ့ဒီဆောင်နေတဲ့မိသားစုကလည်းပဲဖះကိုချီးမွမ်းတတ်တဲ့မိသားစုဖြစ်ဖို့အတွက်မိသားစုကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားပါဒီနေ့တချို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးအခုမိသားစုပိုင်ဆိုင်ရမှာကျွန်တော်ခဏလေးတွားအောင်မယ်မိသားစုပိုင်ဆိုင်ရမှာဘာဖြစ်လို့မိသားစုခဏပြိုကွဲကြတယ်ပြိုလဲကြတယ်ကွဲပြားကြတယ်လို့မြင်လာတဲ့နေရာမှာဘာဖြစ်လို့လဲမိသားစုမှာမျက်တာနဲ့မတီးဆောက်တဲ့မိသားစုဟာမကြဘူးအဲ့ဒီမိသားစုပြိုကွဲဖို့တရားရခိုင်တော့မတရားရခိုင်တော့အပြည့်ပါပဲဒါပေမဲ့ဘဒူမကောင်းကောင်းတဲ့လုံတာထဲမှာယေရှုရှိဖို့အရေးကြီးတယ်ဘဒူဘလို့ပဲပြောဘဒူဘလို့ပုံစံနဲ့ပဲနေတဲ့နဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာယေရှုရှိဖို့အရေးကြီးတယ်ယေရှုခရစ်တော်ရဲ့ရှိယေရှုခရစ်ရဲ့ဖခင်တရှင်ရဲ့ယေရှုရှိကနေလာတဲ့မြတ်တာကိုလူတိုင်းကိုကျွန်တော်တို့ပေးနိုင်အောင်ကြိုးစားဖို့လိုတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူနဲ့တမန်တရားနဲ့နေလာတဲ့အချိန်မှာဆွတောင်းချက်နေလာတဲ့အချိန်မှာခွန်တော်ချက်နေလာတဲ့အချိန်မှာသူပြားတွေရဲ့အစော်ကားချင်းခံရမယ်ဝေဖန်ချင်းခံရမယ်ကိုယ့်ရဲ့မိသားစုထဲကနေလည်းညှင်းပယ်ခြင်းလည်းခံရမှာဖြစ်တယ်ဒါက Q မဆိုင်ပါနဲ့ဖခင်အရာအားလုံးပြင်ဆင်ပေးလိုက်ဒါပေမဲ့မိသားစုကိုတော့ဖခင်လက်တော်ထဲမှာအနာမှာဖခင်အလိုတော်အတိုင်းပါနဲ့ရဲ့မိန်းမကနင့်ကိုအပြစ်တယ်မယ်နဲ့ယောက်ျားကနင့်ကိုအပြစ်တယ်မယ်ဒါပေမဲ့တယောက်နဲ့တယောက်ပဲတော့ခံပင်ဖခင်ရှေ့မှာပဲတူထောက်ပဲဆိုတော့ကိုတော့အလိုတော်တိုင်းပါပဲကိုတော့လို့ပဲဖခင်လက်တော်ထဲမှာဒီပြဿနာဒီမိသားစုရဲ့ပြဿနာဒီမိသားစုရဲ့အတွန်းကိစ္စအလုံးကိုတော့လက်တော်ထဲမှာဒီနေ့တီချဲစပြီးအန်ဟန်ပါတယ်ဆိုပြီးခါမှာကိုတို့ရဲ့အလိုတော်တိုင်းပါပဲဆိုပြီးခါမှာဖခင်လက်တော်ထဲမှာဖခင်လိုတော်တိုင်းဒါပေမဲ့မကောင်းတဲ့အပင်စိုက်တဲ့သူကတော့မကောင်းတဲ့အပင်ပဲပြန်ရင်တင်ရမကောင်းတဲ့အပင်ပဲပြန်ရင်ကောင်းတော်မျိုးစေ့ကိုကျဲတဲ့သူကကောင်းတဲ့မျိုးစေ့ကိုပြန်ရင်တင်ရမှာဖြစ်တယ်မကောင်းတဲ့မျိုးစေ့ကိုကျဲတဲ့သူကမကောင်းတဲ့အပင်ကိုပဲပြန်ရင်တင်ရမှာဖြစ်တယ်ဒီနေ့တနေ့ကျွန်တော်ရဲ့နှလုံးသားထဲမှာကောင်းတော်မျိုးစေ့ကျဲနိုင်ဖို့အရေးကြီးတယ်ကောင်းတော်မျိုးစေ့ကျဲနိုင်ဖို့အရေးကြီးတယ်ဒီနေ့ဆက်လက်ပြီးခါမှာဒီနေ့ဓမ္မအမှုတော်ဆောင်ဒီပိုင်းဆိုင်ရာမှာကျွန်တော်အနေငယ်လေးအားပေးမယ်၃ချက်အနေနဲ့အမှုတော်ဆောင်ပိုင်းအမှုတော်ဆောင်ဒီကကျွန်တော်အထူးတစ်ဖြတ်အားပေးခြင်းတယ်ဒီနေ့ကျွန်တော်ထက်တော်တဲ့လူတွေတတ်တဲ့လူတွေတကယ်ပွဲရတဲ့လူတွေကြီးပဲဒါပေမဲ့တချို့ရှာတွေကကြတော့ဆေဖို့တဖို့လိုချင်လို့အူဒီလိုချင်လို့နှစ်ဖက်ရီဖို့လိုချင်လို့အစီခံတဲ့လူတွေရှိတယ်ဒါပေမဲ့ကျွန်တော်အားပေးခြင်းတဲ့အရာကတင်းခါဖျားတခင်ရဲ့တကယ်ပိတ်တိခံခြင်းတယ်အတုံးတော်ခံခြင်းတယ်ဆိုလို့ရှိရဲ့ပြီးဆက်ခြင်းနဲ့ပဲတော့ပါရခြင်းတယ်လိုခြင်းတယ်စိတ်နဲ့မမောနေတဲ့စိတ်နဲ့ခမညာအစီခံလို့ဆိုရင်ဘယ်တော့ခမညာဖျားရဲ့ဘုံတော်ထင်ရှားမပြောနဲ့လူတွေရဲ့ကဲ့ရဲ့ချက်ဝေဖန်ခြင်းပဲခံရမယ်ဘယ်တော့ခါမှတင့်ကြော့လူတွေဖျားဘုံတော်မဆုတ်ချပါနဲ့တင့်ကြော့အလင်းဖြစ်ဖို့ပဲကြိုးစားပါတင့်ကြော့သူတပါးဒီကိုလဲကြအောင်မဖြစ်ပါစေနဲ့တင်းကြောက်သူတပါးဒီလဲကြတော်ဒီမဖြစ်ပါစေတင်းကြောက်လဲပြီးသားသူတွေကိုတင်းကြောက်ပြန်ထနိုင်တဲ့လူတွေဖြစ်ဖို့တင်ကြိုးစားပါတင်းဖက်ကနေအမြဲတမ်းမေတ္တာပေးပါဆာငါချက်နဲ့စက်ကပ်ပါဆာငါချက်နဲ့မှုတော်မြတ်ထဲမှာပါဝင်ပါအူဒီဆေဖို့တဖို့လူချင်တဲ့အရာတွေနဲ့အဲ့ဒီအရာတွေလူချင်တဲ့တစ်ခုတည်းနဲ့ဖခင်ရဲ့အမှုတော်မြတ်ထဲမှာအစီမခံဒီဖယားတခင်ရဲ့အစီခံခြင်းလို့ရှိဒီချမ်းတောင်မှာရှိနေတဲ့တဲအောင်ရှာတွေဆိုလို့ရှိရင်ဒီနေ့တကယ်နားလေစေးခြင်းနဲ့တဲအောင်ချမ်းတောင်မှာရှိတဲအောင်ရှာတွေဆိုလို့ရှိရင်တကယ်ဘယ်လိုပြောရမလဲမိသားစုတွေရှိရတာနဲ့မိသားစုတွေကိုစွန့်ပစ်ပြီးကမှတို့မှာယောက်ျားရှိနေတဲ့လက်ရှိယောက်ျားရှိတဲ့တာသမီတွေရှိရတာနဲ့သူများမိန်းမကိုတွားလူနေတဲ့ယောက်ျားတွေတဲအောင်ရှာတွေတောင်မှရှိသေးတယ်ဒီနေ့မိမငယ်ယူချင်တဲ့တွေ့ကြီးပဲရှိကြတယ်ဒီတင်းရဲ့ပတ်စီခံချက်ပါလေတင်ဖျက်မှုတော်မြတ်ထဲမှာဘုံတော်ထင်စားခြင်းလားဖျက်မှုတော်မြတ်ထဲမှာဘုံတော်ထင်စားခြင်းရဲ့တကယ်တစ္ဆာရှိပါဖျက်တဲ့မျက်မှောက်တော်ထဲမှာတစ္ဆာရှိပါဖျက်ရှိမှာတစ္ဆာရှိပါမဖောက်ပြန်ပါနဲ့ဒီနေ့တကယ်ကျွန်တော်အရာအားလုံးကျေးဇူးတင်တယ်နောက်နေ့လာအောင်မှဖြစ်တယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးဖျားထူကောင်းကြည့်ပေးပါစေဆက်လက်အားပေးကြပါ Good night ပါ